ဒီနေ့က25ရက်နေ့ဆိုတလားကျော်သွားပြီအဲ့ဒီအချိန်ကာလအတွင်းမှာဖြတ်ကျော်ခဲ့တယ်ဘယ်လိုဘာတွေကအင်အားဖြစ်စေလဲပေါ့နော်ဘာတွေရှောင်တဲ့လဲဆိုတာကျမတို့ပြည်သူတွေကနေပြီးတော့သင်ခန်းစာယူနိုင်အောင်လို့ပြောပြပေးပါလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေဒီလိုပြောကြီးဒီလိုအခွင့်အခါကောင်းပြင်ဆင်ပြတဲ့ဖျားတခဲရဲ့ကျေးဇူးတော်ကိုစီးဆိုချီးမွမ်းလို့ပါတယ်ပြီးတော့ကျွန်တော်အမေရဲ့မျက်နှာမြင်လိုက်တဲ့ခါမှာကျွန်တော်စိတ်ထဲမှာတကယ်ပဲအတိုင်းမသိဝမ်းသာပါတယ်ဒီတိဖြစ်နေပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီတိတင်စီယုံမှာအခုတလားနဲ့ခုနှစ်ရက်တလားနဲ့တပတ်တိရှိပါတယ်အခုတိတင်စီယုံရောက်လာတဲ့ကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဆရာဝန်ဆရာမတွေနဲ့တိတင်မှာရှိတဲ့စီယုံအုပ်ရဲ့တမတော်ရဲ့ဆရာဆရာမတွေရဲ့ဂရုစိုက်မှုနှွေးထွေးမှုသူတို့ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်နှွေးထွေးခံစားရပါတယ်ပြီးတော့ကျွန်တော်တစ်ချက်ပြောချင်တာကတော့ကျွန်တော်တရက်တာဖြစ်တဲ့ခါမှာပမာလူမပြေတာလေးတွေရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒါဒီတိခံခလို့ပြီးပါလို့စီဆိုတောက်ပါလို့ပါတယ်နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီစီရောက်တာနဲ့ဘယ်လိုထိတွေ့ခံစားလဲဆိုတော့ကျွန်တော်နေ့တိုင်းအဖျားတိုက်တယ်ပြီးတော့မနေ့တခါညတခါတိတင်စီရောက်တာနဲ့ဆေဝဆမတွေရဲ့နှွေးထွေးမှုလည်းရတယ်ပြီးတော့သူတို့ကကောင်းမွန်ပြုစုပြီးတဲ့တော့ကြောင့်ကျွန်တော်အဖျားလည်းမရှိတော့ဘူးအဲ့ဒါနဲ့ကျွန်တော်မနေ့တခါညတခါကျွန်တော်report လုပ်ပြပါတယ်အဲ့ဒီအဖျားလည်းလုံးဝမရှိဘူးဘာလက္ခဏာမှမရှိဘူးဆိုတော့ဖျားတကယ်ရဲ့ကြီးတော့ကြီးဝမ်းပါတယ်အဲ့ဒါကြောင့်ဒီစီယုံရောက်လာတဲ့ကျွန်တော်စိတ်ချမှုရရှိလို့ကျွန်တော်အခုချိန်ထိအားလုံးရတဲ့တိုင်းပါပဲကျွန်တော်ဘူဝတလူပါပဲစားလို့လည်းကောင်းတယ်အိတ်လို့လည်းကောင်းတယ်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဘယ်လိုခံစားလဲဆိုတော့ကျွန်တော်မနေ့ထားတာနဲ့မနေ့9 နာရီထားပါတယ်မနေ့ဆိုရင်9 နာရီခွဲလောက်ထားပြီးတော့မှကျွန်တော်ကျန်းစာဖတ်တယ်စုတောင်းတယ်အဲ့ဒါစုတောင်းပြီးတာနဲ့ကျွန်တော်ရဲ့ BP ပေါ့နော်သွေးပေါင်ချိန်တာ SPO2 ပြီးတော့အဖျားတိုက်တာအဲ့ဒီ3ခုစလုံးလုံးဖြစ်ပါတယ်သွေးပေါင်ချိန်ကောင်းရဲ့လားဟုတ်ကဲ့ကောင်းပါတယ်အားလုံးအဆင်ပြေပါတယ်ဒီထက်ချီပေါ့နော်တလားနဲ့တပတ်အလုံးကိုအဖျားလည်းဘာမှမရှိပါဘူးဖျားတကယ်ရဲ့ကြီးတော်အကြောင်းပါပဲအဲ့ဒါပထမအဆုံးချိန်မှာပေါ့နော်ဒီလိုကိုဗစ်ရောဂါပိုးရှိတယ်လို့ပြောလိုက်တဲ့အခါကျတော့ဘယ်လိုခံစားရလဲစိတ်ထဲမှာစိုးရင်ပူပန်ဖြစ်သလားဒါမှမဟုတ်တည်ငြိမ်နဲ့ပဲရင်ဆိုင်စရာရှိတာရင်ဆိုင်မယ်ဆိုပြီးတော့အဲ့ဒီလိုရည်တည်ခဲ့တာဟုတ်ကဲ့စိတ်ထဲမှာတော့တည်ငြိမ်ပဲခံစားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အသက်ရှင်တဲ့ဖခင်ကကျွန်တော်မအတူပါရှိတယ်အမနူလာဖခင်ဆိုတာရှိပါတယ်အဲ့ဒါကြောင့်ဖခင်ကကျွန်တော်ကိုခေါ်လာပြီးတယ်ကျွန်တော်ဒီငြိမ်နဲ့ပဲဖြစ်တမ်းမယ်ကြော်လွှမ်းမယ်ဆိုတဲ့စိတ်ထားရှိပါတယ်နောက်ပြီးတော့ဆရာဒီဆေးရုံကိုရောက်သွားတဲ့အခါကျတော့ဆရာဝန်တွေဆရာမတွေကကြိုဆိုတဲ့အခါမှာစိတ်အသက်သာရအောင်သူကြိုဆိုရလားသူသိပြီးတော့စိတ်တွေပါစိတ်ပူပန်တွေတောက်ကတွေပါမဖြစ်အောင်လို့သူတို့ဆရာမတွေကဝိုင်းပြီးတော့နှစ်သိမ့်ပေးကြလားဟုတ်ကဲ့နှစ်သိမ့်ပေးပါတယ်သူတို့ကအာပီစကားလေးပြောတယ်သူတို့ကနွေးထွေးနဲ့စစ်ဆန်တယ်ကျွန်တော်သူတို့ရဲ့မျက်နှာကိုကြည့်ချင်တာဖြင့်ခေါ်နာရရှိပါတယ်ဒီတင်စီယုံကြီးကိုဒီတင်စီယုံအုပ်နဲ့ဆရာမဇမ်ချင်းနဲ့ sister ဇမ်ချင်းနဲ့တကွတမတော်ဒီအပေါ်မှာထူးကျေးဇူးတင်ရှိပါတယ်သူတို့ရဲ့နွေးထွေးစစ်ဆန်ချင်တာဖြင့်ကျွန်တော်အရန်ပဲဒီဖြစ်တယ်ခေါ်နာရရှိခဲ့ပါတယ်ဒါနဲ့ဒါလည်းအပြန်အလှန်နဲ့တူပါတယ်ဘာဖြစ်လို့လဲဆိုတော့တိတိယဆရာဝန်ကြီးနဲ့ပြောတော့ကပြောခဲ့တယ်တိတိယဆရာဝန်ကြီးကကိုတောင်ဆွမ်းခိုင်ကအရန်ပူပေါင်းဆောင်ရွက်ထားပဲပေါ့နော်ဆက်ဆံရတာသိကောင်းတာပဲသိပြီးတော့သူတို့အတွက်ကျင်းဆရာကောင်းတဲ့လူနာတယောက်ဖြစ်တယ်လို့ပြောသွားပါတယ်ဟုတ်ကဲ့သူတို့တော့ကောင်းပါတယ်သူတို့လည်းနေ့တိုင်းကျွန်တော်လူပဲအဖျားတိုက်တယ်ဒီထက်ထိစီတေးတင်စီယုံမှာရောက်ကလေးကဒီနေ့ထက်ထိတော့ဘာမှလက္ခဏာမပြပါဘူးအဖျားလည်းမရှိဘူးပြီးပေါင်ချိန်တာလည်းကောင်းတယ် SPO2 တိုင်းတာလည်းအကုန်လုံးကောင်းပါတယ်ဖျားတကယ်ရဲ့ကြီးတော့ကျောင်းပါပဲတဲ့အတွက်တိတိစီယုံကအဆင့်ပိုပြီးမြင့်သွားမယ်နောက်ပြီးနောက်ကျလို့ရှိရင်ဒါတို့ချင်းပြည်နယ်ကပြည်သူလူထုအတွက်ပို့ပြီးတော့ကျန်းမာရေးကုသမှုပေးနိုင်မယ့်အခြေအနေရှိသွားတာပေါ့